ကျမ်းမာရေးနဲ့ညီညွတ်တဲ့တစ်တီးဖြော်ရည်ဟာဘတ်ဆေးတက်ကလူကထောက်ခံထားတဲ့တစ်တီးဖြော်ရည်ဆိုတာဒါပါပဲခင်ဗျာတပတ်လောက်တောက်ကြည့်ပြီးတော့ဒီနာလေးတော့ပူပြီးကြည်လင်ဝင်ပါလာတယ်လို့ပြောကြပါတယ်အနက်တီတရှမ်းကိုအတုံးလေးတွေတုံးလိုက်ပါပန်းတီတရှမ်းကိုလည်းအတုံးလေးတွေတုံးထားပေးပါခင်ဗျာပန်းတီနဲ့နက်တီပေါင်းဆက်လိုက်ရင်အမြင့်တက်နဲ့အင်ဇိုင်းတက်တွေအများကြီးရရှိစေမှာပါတံမြသီးကိုအပြားလေးတွေလီးပါတံမြသီးမှာလည်းဗီတာမင် C နဲ့နီယာဇင်တက်တွေကျွဲဝါလို့အသားရည်ဖြူဝန်းစေတဲ့အာနိသင်ရှိပါတယ်ချင်းလေးပြားလောက်ထည့်ပေးပါချင်းကခန္ဓာကိုယ်ကိုနှွေးထွေးစေပြီးအေးမိတာတွေကိုတတ်တာစေပါတယ်ဒီပေါင်းဆက်မှုကဓာတုဆိုင်ညီပစ္စည်းတွေအပြည့်အဝရရှိပြီးခန္ဓာကိုယ်ကိုလောင်ရဲမှုတွေကိုအကောင်းဆုံးရောချပေးနိုင်ပါတယ်ပြင်ဆင်ထားတဲ့အသီးအလုံးကိုဖြောချက်တစ်ထည့်ပါရေတန်း600မီလီလီတာထည့်ပေးပါတတိဖြော်ရည်မုန့်နဲ့30မိနစ်လောက်ချိန်ပေးလိုက်ရင်ရပါပြီခင်ဗျာအနက်သီးရဲ့အနက်တင်းတင်းလေးနဲ့တမယာသီးရဲ့လက်ဆက်မှုကပေါင်းဆက်သွားပြီးအရသာကဆူဆူရှင်ရှင်လေးနဲ့အရန်တောက်လူကောင်းပါတယ်တောက်လိုက်ရင်တကူလုံးလန်းဆန်းသွားသေးတဲ့အပြင်အသားရည်ဖြူဝင်းချင်သူတွေအတွက်အထူးတင်နေရပါတယ်ခင်ဗျာစူပါမော်ဒယ်တွေတောက်လိရှိတဲ့ဓာတုဆိုင်ညံစိမ်းအောင်ဖြော်ရည်ဒီဖြော်ရည်စံတီးကတော့တကယ်ကိုအံ့ဩဖို့ကောင်းပါတယ်စူပါမော်ဒယ်တွေကြားမှာရိုင်းခစားနေတဲ့ရောင်ရမှုကိုဆိုင်ညံပြီးအသားရည်ဖြူဝင်းစေတဲ့စိမ်းရောင်တတိဖြော်ရည်လေးပါပထမဆုံးကိုက်လံရွက်တွေကိုအကျော်လေးတွေဖယ်ပြီးဖြည့်စင်ထားပါကိုက်လံမှာဗီတာမင် C ဗီတာမင် E နဲ့အရှာဓာတ်တွေအများကြီးပါဝင်လို့ဦးမင်းရဲ့ရောင်မှုကိုထိရောက်စွာခောက်ဝေပေးပါရဲ့တခွားသီးကိုအတုံးလေးတွေတုံးပေးပါတခွားသီးမှာလည်းအမြင့်တက်တွေကျွဲဝါသာပါဝင်ပါတယ်ပန်းသီးတစ်ချမ်းကိုလည်းအတုံးလေးတွေတုံးလိုက်ပါဒါကအစာအိမ်နဲ့ဦးလန်းချောင်းအလို့လောက်တာကိုအထောက်အကူပြုစေပါတယ်တမ်းမြသီးတစ်ချမ်းကိုလည်းအပြားလေးတွေလိပေးထားပါပြင်ဆင်ထားတဲ့အသီးရွက်အလုံးကိုဖြောသက်တစ်ထည့်ပါခြေတန့်900မီလီလီတာလောင်းထည့်ပေးပါဖြိုချက်မှာ fruit and vegetable မုတ်ကိုနှိပ်ပြီး3မိနစ်လောက်ချိန်ပေးလိုက်ရုံပါပဲခင်ဗျာဖန်ခွဲအပြည့်ရရှိလာတဲ့ဒီဖြော်ရည်လေးကထောက်လိုက်ရင်အရသာကလန်းဆန်းပြီးရှုမြင်ပါတယ်တပတ်ကူ3ချိန်လောက်ပုံမှန်တောက်ပေးရင်တကူလုံးပေါ်ပလန်းဆန်းနေတာကိုခံစားရပါလိမ့်မယ်ခင်ဗျာတစ်တီးဂျယ်လီနှုတ်ရည်ထုံမျိုးအခုဆိုရာသီဥတုကတဖြည်းဖြည်းပူပူလာပြီနော်ကလေးတွေကိုနိုးလက်ဖက်ရည်တောက်ရှင်တိုင်းကျွန်တော်အမြဲတမ်းအိမ်မှာပဲခူးတိုင်းလုပ်ပေးလိရှိပါတယ်အနန္တုတွေစိုးလေးတွေမပါတော့ကျမရင်းနဲ့လဲညီညွတ်လို့စားရတာလဲတန်ပါတယ်တစ်နဂမောက်တီးဂျယ်လီနှုတ်ရည်ဖန်ခွက်တဲကိုအတုံးလေးတွေတုံးထားတဲ့နဂမောက်တီးတကြား9ဂရမ်နဲ့ဂျယ်လီမုန့်ဖြူ15ဂရမ်ထည့်ပါပြီးရင်ရှင်နွေးဆူဆူ300မီလီလီတာလောင်းထည့်လိုက်ပါထမအောင်မွေပြီးအေးကန်ထားလိုက်ရင်ချစ်ချစ်လေးလေးနဲ့အေးတုံတုံဂျယ်လီလေးဖြစ်တာပါပြီအပေါ်ကနေငကမောက်တီးအတုံးလေးတွေထက်အုံလို့အနေငယ်ထည့်ပါပြီးရင်ဇုံးနဲ့ဂျယ်လီတွေကိုရှေ့ပြီးထမအောင်မွေလိုက်ရင်တော့လှပပြီးရတာရှိတဲ့ငကမောက်တီးနှုတ်ရည်လေးရပါပြီခင်ဗျာနှစ်တရက်တီးဂျယ်လီနှုတ်ရည်ဖန်ခွက်သေးမှာတကြားနျူ30ဂရမ်နဲ့ဂျယ်လီမုန့်15ဂရမ်ထည့်ပါရှင်နွေးဆူဆူ300မီလီလီတာထည့်ပြီးအမြန်မွေပါခဏအကြာခရီးကန်ထားပြီးဂျယ်လီခဲသွားအောင်စောင့်ပါဂျယ်လီခဲသွားရင်တရက်တီးအတုံးလေးတွေအများကြီးထည့်ပါပြီးရင်နူးလောင်းထည့်ပါအစုံနဲ့ရှီမွေးလိုက်ရင်ပရင်ရောင်လှလှလေးနဲ့တောက်လူကောင်းနဲ့တကြားနူဂျယ်လီနှုတ်ရည်လေးရပါပြီခင်ဗျာဆိုင်ကဝယ်တောက်တာတွေထက်ဖူကောင်းပါတယ်ခင်ဗျာ3ပင်းမဲ့ဒီဂျယ်လီနှုတ်ရည်ဖန်ခွက်သေးကိုပင်းမဲ့အသားဂျုံကြီးတစ်စုံထည့်ပါတကြား9ဂရမ်နဲ့ဂျယ်လီမုန့်15ဂရမ်ထပ်ထည့်ပါရင်နွေးဆူဆူ300မီလီလီတာလောင်းထည့်ပြီးထမအောင်မွေပေးပါခရီးကန်ထားရင်ဂျယ်လီလေးဖြစ်သားပါလိမ့်မယ်ခင်ဗျာဂျယ်လီခဲတော့ရင်နှုတ်ဒါမှမဟုတ်အုံနှုတ်ထည့်ပြီးဇုံးနဲ့ရှည်ပေးပါရှီဝါရောင်လေးနဲ့ပင်မဲ့နှုတ်အေးလေးကနှုတ်ရနံတင်းတင်းလေးနဲ့အရသာကလည်းရှယ်ပါပဲခင်ဗျာဒီဂျယ်လီနှုတ်အေး3မျိုးလုံးကလောက်ရတာတကယ်ကိုလည်းပူပါတယ်ခူရလောက်တာဆိုတော့စိတ်ချလက်ချလည်းတောက်လို့ရပါတယ်လောက်တက်သွားပြီဆိုရင်တော့အိမ်မှာဆန်းလုပ်ကြည့်ကြအောင်နော်ဒီစဉ်ရှက်ပြုတ်နီးဗီဒီယိုလေးတွေကိုတင်ပေးသားမှာဖြစ်လို့ဖေးလေးကို follow လုပ်ပေးကြရပါအောင်ခင်ဗျာ